ကမ္ဘာဖလားကိုဆိုရှယ်ခဲတဲ့လီယိုနယ်မက်ဆီရှုံးနေမှုရဲ့သင်ခန်းစာတစ်ခုအားလုံးပဲမင်္ဂလာပါခင်ဗျာခရက်တက်ဘာမီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီပွဲမှာအာဂျင်တီးနားကတော်တော်လေးကိုမှအခြေအနေဆုတ်နေခဲ့ပါတယ်တော်တော်ကိုကြိုးစားမှရပါတော့မယ်မိပြအာပါအိုလီကအသင်းသားတွေရဲ့ယုံကြည်မှုကိုဆိုရှယ်လိုက်ရပြီးတစ်ချီတည်းမှာကောလာဟာလာတွေထွက်လာတာကလီယိုနယ်မက်ဆီကနီးပြအနေနဲ့ယာယီတောင်းဝန်ယူမယ်ဆိုပြီးတော့ပေါ့နိုင်ဂျီးရီးယားနဲ့ကာမဲအုပ်စုအဆိုးဖြတ်ပွဲအတွက်လူစရင်ကိုလီယိုနယ်မက်ဆီကရွေးချယ်မယ်လို့သတင်းတွေထွက်နေတယ်သူတို့အတွက်တော့နိုင်ကိုနိုင်ရမယ့်ပွဲပါပထမတော့အသင်းသား17ယောက်ကိုအဲ့ဒီပွဲမှာ9နေရာပြုံးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့မြင်ရတာကတော့နိုင်ဂျီးရီးယားနဲ့ပွဲမှာနီးပြအာပါအိုဒီကဆက်ပြီးတောင်းဝန်ယူနေပြီးလီယိုနယ်မက်ဆီနဲ့2ယောက်လူစားလဲဖို့တိုင်ပင်နေကြတာပါလီယိုနယ်မက်ဆီကလည်းဒီပွဲမှာခိုတကိုးကိုလှလှပပစသွင်းလိုက်တယ်နိုင်ဂျီးရီးယားအသင်းကလည်းခြေပါကိုးကိုထားသွင်းခဲ့ပေမဲ့မာဂက်စ်ကအနိုင်ကိုးကိုသွင်းခဲ့ပြီးအာဂျင်တီးနားအသင်းကိုအုပ်စုစိတ်ကနေတက်စီခဲ့ပါတယ်သူတို့တွေအုပ်စုစိတ်ကနေထွက်ရဖို့တော်တော်လေးနီးစပ်ခဲ့ပါတယ်အာဂျင်တီးနားရဲ့ခန့်မှာတော့ကမ္ဘာဖလားကာလအတွင်းမှာကိုတင်းမာမှုတွေမြင့်တက်နေတဲ့အချိန်လီယိုနယ်မက်ဆီရဲ့အာဂျင်တီးနားကိုဘောလုံးဝေဖန်သူတွေကလည်းပြင်းပြင်းထန်ထန်ဝေဖန်နေကြတဲ့အချိန်မှာသူတို့တွေအုပ်စုစိတ်ကိုကျော်ဖြတ်နိုင်ခဲ့ပေမဲ့နောက်ထပ်တွေ့ရမှာကပြည်တဲ့အသင်းနဲ့ပါမိုးဆိုးမှသွားရမိုးလိုက်လို့ရွာသလိုဖြစ်နေပါတယ်အဲဒီအချိန်မှာပဲခြားသောစိတ်ပြည့်စရာတစ်ခုကလီယိုနယ်မက်ဆီဟာနိုင်ငံတကာဘောလုံးပွဲတွေအတွက်တော့အကောင့်ဆုံးကစားသမားမဟုတ်ဘူးဆိုတဲ့ဝေဖန်မှုတွေဆက်တက်ကိုထွက်ပေါ်လာတာပါနိုင်ဂျီးရီးယားအသင်းကိုကျင်းမြောင်းတဲ့ရလာနဲ့နိုင်ယူခဲ့ပြီးနောက်သူတို့တွေကပြည်တဲ့အသင်းနဲ့တွေ့ဖို့ဖြစ်လာပါတယ်ဒါကရှိုးထွက်ပွဲစဉ်ပါဒီပွဲကဘယ်လောက်ထိဖိအားများမလဲဆိုတာခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာဒါအပြင်လီယိုနယ်မက်ဆီကအမ်ဘာပေနဲ့ရှင်ပြီးဝေဖန်ခံနေရတာပါအမ်ဘာပေဟာအဲ့နှင်းမှာကမ္ဘာဖလားရခဲ့တဲ့ပြည်တဲ့အသင်းရဲ့အတော့ပါဆိုတဲ့ရေပန်းစားဆုပ်လူငယ်ကျဲပွင့်လေးတယောက်ဖြစ်ခဲ့ပါတယ်ဒီပွဲကအကျိတ်နဲ့ရှိမိန်ခဲ့ပြီးကမ္မကောင်းစွာနဲ့ပဲအာဂျင်တီးနားတို့ရှုံးနေခဲ့ပါတယ်ဒါကြောင့်ပဲလီယိုနယ်မက်ဆီကတော်တော်လေးကိုငိုကြွေးခဲ့ပါတယ်ဒါကတော့လီယိုနယ်မက်ဆီရဲ့ဘွားစားကြောင့်အပိုင်းဆက်လေးဖြစ်ဖြစ်အပိုင်း15ကိုနောက်နေ့မှလည်းဆက်ပေးသွားမှာမလို့သဘောကျရင်လည်းလေးနဲ့ share လေးပါနှိပ်ပေးသွားဖို့တက်ဆွချင်ပါတယ် brother တို့က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ် TikTok ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်အတွက်နဲ့ဆိုတော့ latest channel comment တခုခုဆင်ပေးတာလေးမှတ်ခဲ့ပေးဖို့တက်ဆွချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီပေးသွားလို့ရပါတယ်နောက်ပြီးဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမို့လို့ subscribe လေးပါလုပ်ပေးသွားဖို့တက်ဆွချင်ပါတယ်